Hello ဒီနေ့မှာတော့ Buddha's Brain Sound ထဲကအကြောင်းအရာလေးပေါ့နော်ဒါလေးကိုပြပြပေးမှာဖြစ်ပါတယ်အဲ့တော့ title က The Dance We Throw Ourselves လို့ပြောရနော်အဲ့တော့ကိုယ်တိုင်ကိုပြစ်နေတဲ့မြားတွေပေါ့နော်အဲ့တော့ first dance are unpleasant to be sure သိကြတာပေါ့နော်မြားတွေဆိုတာတော့ဒါမကောင်းတဲ့အရာတွေပေါ့နော် but then we add our reactions to them ဒါပေမဲ့လေကိုရီးယားဒီလိုမျိုး reactions လို့ပြောတယ်ဒီလိုအပြုအမူတွေကိုလုံးမိနေတယ်ပေါ့နော်အဲ့တော့ these reactions are second thoughts အဲ့တော့ဒီ reactions တွေဘာလို့ပြောလဲလို့ပြောရင် second thoughts လို့ပြောတယ်ဆိုလို့တော့ဒုတိယမြားတယ်လို့ပြောလို့ရတယ်နော် the ones we throw ourselves ဆိုကိုယ်တိုင်ကိုပြစ်မိလို့ပြစ်မိမှမသိနေတဲ့မြားတယ်လို့ပြောလို့ရတယ်အဲ့တော့ most of our suffering comes from second thoughts အဲ့ကိုမှဖြစ်နေတဲ့စိတ်ဆင်းရဲမှုတွေအများစုကဘယ်ကလာလဲလို့ပြောရင်ဒီ second thoughts လို့ပြောတဲ့ဒီဒုတိယမြားတွေပေါ့နော်အဲ့ second thoughts တွေကလာတယ်အဆိုလိုချင်တဲ့သဘောကလူတစ်ယောက်ကကိုယ့်ကိုတစ်ခုပြောလိုက်မယ်ပေါ့ဒါဆိုရင်သူပြောလိုက်တဲ့အချိန်မှာသူပြီးသွားပြီအဲ့ပြောတဲ့သူကပြီးသွားပြီဒါမှမဟုတ်လူတစ်ယောက်ကကိုယ့်ကိုမချင်တဲ့လို့တစ်ခုလုံးလိုက်တယ်ပေါ့ဒါဆိုရင်အဲ့လုံးလိုက်တဲ့ခဏမှာသူလုပ်ခဲ့တဲ့အရာကပြီးသွားပြီပေါ့နော်ဒါပေမဲ့ကိုကကြတော့ကိုယ်စိတ်ဆိုးလို့ပြောတာပဲဖြစ်ကိုဒေါသထွက်ပြီးတော့သူကပြောတာပဲဖြစ်ကိုဘာအချောင်းမဲ့ပြောအကိုကကြတော့တနှုံနဲ့ပြန်စဉ်းစားပြီးတော့ဒါကိုဒေါသတွေထွက်စိတ်တွေပင်ပန်းပြီးဖြစ်နေရပေါ့နော်အဲ့ဒါကို second thoughts လို့ပြောခြင်းဖြစ်တယ်ပေါ့နော်အဲ့ဒီ Buddha's brains ရဲ့စာအုပ်ကသူကနည်းနည်းလေးတော့သူကလေနည်းနည်းတဲ့ထဲမှာတော့ပါတယ်ဘာဖြစ်လို့လဲဆိုရင်သူကဒီထဲမှာသူကscientifically ပြောထားတဲ့အကြောင်းအရာတွေလည်းပါတယ်ပေါ့နော်အဲ့အကြောင်းအရာတွေလည်းပါတယ်ကိုကိုရိုင်းတော့ဖတ်ကြည့်ရင်လည်းတစ်ခါကြောက်လို့ရှိရင်တချို့နားမလည်တဲ့နေရာတွေရှိရပေါ့နော်အဲ့ဘာလို့လဲဆိုရင်သူက scientifically သူကဒီ Buddha's brains တွေဟာမျိုးပေါ့နော်အဲ့ Buddha ကဘယ်လိုတွေးခဲ့လဲဆိုတဲ့အကြောင်းအရာကိုသူကနည်းနည်းမှုများစွာကိုသူကနှိုက်ထုတ်ပြီးတော့သူကရေးထားတဲ့ research သေးချာလုပ်ပြီးတော့လုပ်ထားတဲ့ဟာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီစာကနည်းနည်းလေးတော့ခက်ခဲတယ်ပေါ့နော်ဒါပေမဲ့ဒီထဲမှာကိုနားလည်လိုက်တဲ့အပိုင်းလေးကိုပြန်ပြီးတော့ဆွေးနွေးတင်ပြခြင်းဖြစ်တယ်ပေါ့နော် suppose you are walking through a dark room at night ညဘက်ကမှောင်နေတဲ့ခန်းထဲမှာလမ်းလျှောက်တယ်ဆိုပါဆိုပေါ့နော် and step your toe on a chair အဲ့တော့ဘာဖြစ်သွားလဲလို့ပြောလို့ရှိရင်ကလထိုင်ကိုတိုက်မိသွားတယ် right after the first dart of pain comes a second dart of anger အဲ့ပထမတော့နာသွားတယ်အဲ့နာချနာက first dart အဲ့ပထမများပဲအဲ့ပထမများရဲ့အနောက်မှာကိုကဒုတိယဒေါသပါလာတယ်ပေါ့နော်အဲ့တော့ဘာလဲဆိုရင် who moved the damn chair ဒီကလထိုင်ကိုညီမလိုပြောရင်တော့ဒီကလထိုင်စုပ်ကိုပေါ့နော်ဒီလိုပြစ်တင်မယ်ပေါ့လေနော်ဘယ်သူကရွှေ့ထားတာလဲအဲ့ဒါမျိုးပေါ့ဒီနောက်မှာကလထိုင်သူထားတာလဲအဲ့ဒါမျိုးပေါ့နော် or maybe a left one is cold to you when you are hoping for some caring အဲ့လိုမဟုတ်ဘဲနဲ့တခါကြရင်လဲကိုက a left one ပေါ့နော်ကိုချင်းရတဲ့သူကကိုATA ဆက်လုပ်နေမယ်ပေါ့နော်အဲ့တော့ when you are hoping for some caring ဆိုတာကိုကသူစီကနေကျွန်တော်မှုလုပ်နေတဲ့အချိန်မှာသူကကို ATA ဆက်လုပ်နေတာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်ဒါဆိုရင်လဲကိုက second thought ဖြစ်နိုင်တယ်နော်in addition to the natural drop in the pit of your stomach နော်အဲ့တော့ in addition to ဒါအပြင်ပေါ့နော် the natural drop in the pit of your stomach first thought အဲ့တော့တစ်ခါကျလို့ရှိရင်ကိုယ့်ရဲ့အစာရင်းထဲမှာပေါ့နော်ဆိုင်ရနေပြီးတော့ gastric ပဲဖြစ်ဖြစ်တစ်ခုပဲဖြစ်ပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အရာလေးတွေရှိမယ်အဲ့ဒီခါကျလို့ရှိရင် you might feel unwanted ဒါကြီးကိုမလိုချင်ပေါ့နော်ဒါဆိုရင်ဒါက second thought ဖြစ်နိုင်တယ် as a result of having been ignored as a child နော်နောက်တစ်ခုကကျတော့ဒီမှာဆိုလို့ရှိရင် as a result of having been ignored as a child ဆိုကိုကကလေးတယောက်ပေါ့နော်ကလေးတယောက်ဖြစ်မယ်ဆိုလို့ရှိရင်ကို ignore လုပ်ထားတာပေါ့နော်လူရှုထားတာမျိုးဒါမျိုးတွေကလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ကိုကကလေးပဲဖြစ်တဲ့အတွက်ကြောင့်လို့ကိုယ့်ရဲ့ဒီ stomach ထဲမှာဘာတွေဖြစ်နေမလဲဆိုတာလည်းမသိနိုင်ဘူးပေါ့နော်အဲ့ဒီသဘောမျိုးကိုလည်းပြောတာဒါဖြစ်ကောင်းဖြစ်မယ်ပေါ့လေနော်နောက်တစ်ခုကတော့ second thoughts often trigger more second thoughts through associative neural networks ပေါ့နော်အဲ့တော့နောက်တစ်ခုကသူကဘာလဲလို့ပြောsecond thoughts တွေကဘလို့သူက trigger ဖြစ်သွားတယ်စတိုက်ဖြစ်သွားစေလဲလို့ပြောလို့ရှိရင်ကိုယ့်ရဲ့ network ပေါ့နော်အဲ့ဒီ network ကိုတော့တွားပြီးတော့ affect ဖြစ်တယ် so let's say you might feel guilt about your anger that someone moved the chair or sadness that you feel hurt yet again by someone you love အဲ့တော့ကိုကမသိလိုက်ဘူးပေါ့ခုနကလိုခေါင်းကသူချွေထားလဲပေါ့အဲ့အချိန်မှာကိုကလှုပ်လိုက်တာတော့မဟုတ်ကို
ဒီခုံဘယ်သူရှိထားလဲကွာဒေါသတွေထွက်ပြီးစိတ်တွေစိုးနေတဲ့အချိန်မှာအဲ့ဒီခုံကိုရှိတဲ့သူကကိုချင်းရတဲ့သူတယောက်လည်းဖြစ်နိုင်တယ်။ဥပမာကိုယ့်ရဲ့သမီးလေးလည်းဖြစ်နိုင်တယ်။ကိုယ့်ရဲ့သားလေးလည်းဖြစ်နိုင်တယ်။ကိုချင်းရတဲ့ကိုယ့်ရဲ့ခင်မုန်းကိုချင်းရတဲ့ကိုယ့်ရဲ့ဇနီးဒီလိုလိုလည်းဖြစ်နိုင်တယ်ပေါ့နော်။အဲ့တော့ तू ကမသိလို့ပဲ तू ကထားရမိတာ။ဒါမှမဟုတ်အမှတ်တမဲ့ तू ထားရမိမယ်။ဒါမှမဟုတ်မတော်တဆထားရမိမယ်။ဒါမျိုးပေါ့နော်။ဒါပေမဲ့ကိုကခုနလိုပြောပြီးသွားပြီ။အဲ့လိုပြောပြီးတဲ့အချိန်မှာကျတော့ခုနလိုစိတ်ဆူဆူနဲ့ပြောလိုက်တဲ့အချိန်မှာသွားပြီးတော့အဲ့ဒီကိုပြောလိုက်တဲ့စကားတွေကသွားပြီး effect ဖြစ်တာကခုနကကိုချင်းရတဲ့သူမှလည်းသွားပြီးတော့စိတ်မကောင်းဖြစ်မယ်ဒါမျိုးတွေပေါ့နော်အဲ့ဒါကိုပြောချင်ဖြစ်တယ်အဲ့ in relationships second thoughts create vicious cycles your second thought reactions trigger reactions from the other person အဲ့ခုနက relationships တွေမှာပေါ့နော် relationships လို့ပြောရင်ဒါမိဘနဲ့သားသမီးရှိမယ်ဇနီးခင်မွန်းရှိမယ်နောက်သားသမီးနဲ့မိဘအများကြီးပဲပေါ့နော်ဒီလိုမျိုးတငယ်ချင်းရှိမယ်အများကြီးပဲဒီလို relationship တွေမှာဆိုရင်ဒီ second thoughts တွေကပို့ပြီးတော့ဆိုးရတဲ့ cycles တွေဖြစ်စီရပါတော့အဲ့တော့အဲ့ဒီ second thoughts တွေကပဲဒီ trigger ဖြစ်သွားစေတယ် reaction တွေအများကြီးကိုတုံ့ပြန်မှုတွေအများကြီးဖြစ်သွားစေတယ်ပေါ့နော်အဲ့တော့အဲ့ဒီ second thoughts ကလည်းဘယ်ရလာလဲဆိုကိုယ်စီရပဲလာအခုနလိုကိုကတခုခုကြောင့်ဖြစ်တယ်ဆိုရင်ကိုကဒေါသထွက်သွားတယ်အဲ့ဒေါသရဲ့နောက်မှာကိုယ့်ရဲ့ကြောင့်ကိုထွန်းလိုက်တဲ့ဒေါသကြောင့် effect ဖြစ်သွားတယ်အများကြီးပဲပေါ့နော်မတခြားသူကစုခံလိုက်ရတာဖြစ်မယ်တခြားသူကကိုကြောင့်စိတ်ညစ်သွားတာရှိမယ်ဒါမျိုးတွေပေါ့နော်အများကြီးဖြစ်နိုင်တယ်ပေါ့ Remarkably most of our second thought reactions occur when there is in fact no first thought anywhere to be found အဲ့တော့အဲ့ second thought လို့ပြောရင်ဒီ reactionsတုံ့ပြန်မှုတွေရတယ်ဘယ်အချိန်မှဖြစ်လဲလို့ပြောရင်တကယ်ရသွားချင်အဲ့ first start ကခုနလို first start ကမရှိတော့နော် first start ကမရှိတော့သူကလည်းသူပြောပြီးတော့ဥမာကိုကိုပြောသွားတဲ့သူကလည်းပြောပြီးတော့သူကလည်းပြောက်သွားအဲ့ဒီပြောတဲ့သူကလည်းခုနလိုပေါ့နော်ကိုပြောလိုက်တဲ့သူကလည်းသူ့စီမှာတခုခုပေါ့နော်ဟိုစိတ်မချမနှက်ဖြစ်နေတာမျိုးတခုခုကိုသူကဒေါသထွက်เสียရှိလို့ကိုကိုလာပြီးတော့ပောက်ကွဲလိုက်တာမျိုးဒါမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့သူကတော့ပြောလိုက်ပြီးပြီးသွားပြီပေါ့ဒါပေမဲ့အဲ့ပြောလိုက်ပြီးသွားပြီဆိုတဲ့နောက်မှာသူကတော့ပြီးသွားပြီသူကပျောက်သွားပြီအဲ့ကိုကကျတော့ဒါကြီးကိုတနှုံနဲ့ဖြစ်နေတယ်တနှုံနဲ့ဖြစ်နေုံနဲ့မကကိုကပြဿနာလိုက်ရှာနေတော့ကိုရဲ့ဘေးနားမှာရှိနေတဲ့ network ကလည်းမအေးချမ်းတော့ဘူးပေါ့နော်အဲ့တော့ဒါကိုသူကပြောပြခြင်းဖြစ်တယ်ပေါ့နော်ခုနလို first thought ကတော့မရှိတော့ဘူးဒါပေမဲ့ second thought ကရှိနေတယ်အဲ့တော့ when there is no pain inherent in the conditions we are reacting toအဲ့ကိုကလိုက်ပြီး react လုပ်စရာကတကယ်တော့ pain တော့မရှိတော့ဘယ်ရောက်သွားမှန်းတော့မသိဘူးတော့เนาะအဲ့ we add suffering to them ဆိုတော့ထပ်ပြီးတော့ကိုကဖြည့်ပြီးတော့လုပ်နေရပါလေ for example ဥမာအဖြစ်ကsometimes I will come home from work and the house will be a mess with the kids stuff all over ဥမာအဖြစ်ကိုကပြန်လာတယ်ပေါ့အလုပ်ကနေအိမ်ပြန်လာတယ်အိမ်ကိုကြည့်လိုက်တော့ရှုပ်ပွားနေတယ်အဲ့တော့ kids stuff ဆိုတာကလေးရဲ့ပစ္စည်းကလည်းနေရာတိုင်းမှာပဲဒါဆိုရင်ဒါကကိုကအတွက်က that's the conditionအခြေအနေတစ်ခုဖြစ်လာပြီပေါ့အဲ့ is there a first start in the coats and shoes on the sofa or the clutter covering the counter အဲ့ဒီနေရာမှာကိုယ့်ရဲ့ first start ဒီဘာဖြစ်နိုင်လဲဆိုဥမာပစ္စည်းတွေပြန့်ကျဲနေတာ coat တွေ shoes တွေ sofa မှာရောက်နေတဲ့ပစ္စည်းတွေပြန့်ကျဲနေတယ်ဒါမျိုးတွေဖြစ်နိုင်တယ်ပေါ့နော် no there isn't no one dropped a brick on me or hurt my children တကယ်တမ်းပြောရရင်ဒါက first start လေအဲ့လောက်ထိမဟုတ်နေဘူးဆိုတဲ့တော့စိတ်ညစ်စရာကြီးလည်းအရင်တကယ်တွေးကြည့်အရင်စိတ်ညစ်စရာကြီးလည်းမဟုတ်နေဘာဖြစ်လို့ဆိုတော့ခုနကလိုကိုယ်လာပြီးတော့ဘယ်သူမှလာပြီးတော့ okay နဲ့လာရိုက်နေတာလည်းမဟုတ်ဘူးเนาะကိုယ်လာပြီးတော့ကိုယ်ကလေးလာပြီးတော့ဒုက္ခပေးနေရလည်းမဟုတ်ဘူးအဲ့တော့ do I have to get upset ဒါကိုစိတ်ညစ်ရမှာလား not really မဟုတ်ဘူးစိတ်ညစ်စရာမဟုတ်ဘူး I could ignore this stuff ဒါဆိုရင်ဒီခုနကလိုရှုပ်ပွားနေတဲ့ဟာတွေက ignore လုပ်လိုက်မယ်ဒါကို pick it up calmlyဒီငိမ့်လေးနဲ့ကောက်ယူလိုက်မယ် talk with them about it ဒါကိုဒီလိုပြောမယ်ဟိုကလေးတွေဆိုရင်သားတို့သမီးတို့ဒီလိုလေးမလုပ်အောင်နော်ဒီလိုမျိုးပြောမယ်ပေါ့နော် or sometimes တခါတည်းချောင်းလို့ရှိရင် I manage to handle it that way ဒီလိုမျိုးသူကစာရေးသူကတော့ဒီလိုလုပ်တယ်ပေါ့နော် if I don't but if I don't ဒီလိုမလုပ်ဘူးဆိုရင် then the second thought start landing ဆိုတဲ့ဘောကတော့ခုနလိုဒုတိယမြားတွေကကိုစိုက်ထားတဲ့ဒုတိယမြားတွေရောက်လာနိုင်တယ်ပေါ့နော် tit with the three poisons အဲ့တော့ poison အနေနဲ့ရောက်လာနိုင်တယ်အဲ့တော့ဘာလဲလို့ပြောလို့ရှိရင် greed makes me rigid about how I want things to be အဲ့တော့ three things အနေနဲ့ three points အနေနဲ့ရောက်လာနိုင်တယ်ဘာလဲလို့ပြောလို့ရှိရင်ပထမတစ်ခုကကိုလိုချင်တာကိုဖြစ်ချင်နေတာနောက်တစ်ခုကကျတော့ hatred gets me all bothered and angry အဲ့တော့အမုန်းတွေရောက်လာနိုင်တယ်နောက်တစ်ခုက delusion tricks me into taking the
situation personally ကိုကတည်းက personally ယူလိုက်တာကိုထင်တယ်လို့ထင်လိုက်တာကိုယူဆချင်တယ်လို့ယူဆလိုက်တာမျိုးဒါမျိုးတွေနော်အများကြီးဖြစ်နိုင်တယ်အဲ့တော့ second of all တဲ့when is အကောင်းဆုံးကတော့ဘာလဲဆိုရင် some second thought reactions are to conditions that are actually positive အဲ့ second thoughts တွေအကုန်လုံးကလေကိုက positive နဲ့ယူလို့ရတဲ့အရာတွေပဲတဲ့နော်ဒါပေမဲ့ when is အကောင်းဆုံးကတော်တော်များများကအများစုကဒါကိုရိုင်းလဲအပါဝင်အများစုကဒီ second thoughts တွေကိုကိုက positive အနေနဲ့မယူနိုင်ကြနော် if someone pays you a compliment မတရားကကိုလာပြီးတော့ချီးကျူးရဲဆိုရင်တော့မှာပဲ that's the positive situation တကယ်တော့ကောင်းတဲ့အရာပဲပေါ့နော်ဒါပေမဲ့ then you might start thinking ဒါပေမဲ့ကိုကစဉ်းစားနေပြီနော် with some nervousness ဆိုတုံ့လောက်တာနဲ့တခါကျရင်ကိုက even a little shame ဆိုတော့ရှက်ပြီးတော့မဟုတ်ပါဘူးငါအဲ့လောက်ထိတော်တာလည်းမဟုတ်ပါဘူးဒီလိုပြန်ပြောမိအဲ့တယောက်ကမင်းကိုမင်းအရင်တော်တာပဲဒီလိုပြောလို့ရှိရင်တော့ကိုကအဲ့ compliment ကိုယူဖို့တော့မှကိုရဲ့စိတ်ထဲမှာ doubt ဖြစ်နေတဲ့ second thought ကချက်ချင်းပေါ်လာပြီးတော့ငါအဲ့လောက်လည်းမဟုတ်ပါဘူးကွာဆိုပြီးတော့ဒီလိုမျိုးပြောမိလိုက်တယ်ပေါ့နော်အဲ့တော့ဒီမှာ oh I'm not really that good a person နော်အဲ့ဒီလိုမျိုး maybe they will find out I'm a friend နော်အဲ့တော့ကိုကမကောင်းတဲ့သူဆိုတာသူတို့ရှာတွေ့သွားရင်ဘယ်လိုလုပ်မလဲအဲ့ဒါမျိုး right thing အဲ့ဒီမှာတင်ကိုက needless second thought suffering begins အဲ့တော့တခြား negative environment ပေါ့နော်မပြောနဲ့ခုနလိုကိုတယောက်က compliment ပေးနေတာမှာချီးကျူးနေတာမှာကိုယ်စီမှာဖြစ်နေတဲ့ဒီ doubt ကနေပြီးတော့ချက်ချင်း second doubt ကလာပြီးတော့ oh I'm not good enough and no I'm not that much good ပေါ့နော်ငါတလောက်လည်းမကောင်းနေပါဘူးဆိုတဲ့ဟာမျိုးပေါ့အဲ့ဒါမျိုးကချက်ချင်းပဲပေါ်လာတယ်ဒါကြောင့်မလို့ကိုရီကိုဒုက္ခအပေးဆုံးတွေက first thought တွေမဟုတ်ဘူးပေါ့နော် second thought တွေတာဖြစ်တယ်ဒါကိုဒီထဲမှာ Buddha brains ထဲမှာ Buddha's brain ထဲမှာပြောထားခြင်းဖြစ်တယ်ပေါ့နော်အဲ့တော့ပြန်ပြီးတော့စဉ်းစားကြည့်လိုက်လို့ရှင်တစ်ခါကျရင်ကိုရီကြုံနေရတဲ့ခက်ခဲတွေဆိုတာပြည့်နေကြရင်တစ်ခါကျရင်သေလောက်အောင်ခက်ခဲခဲ့တဲ့အရာတွေရှိမယ်နော်စိတ်ညစ်လောက်အောင်ပင်ပန်းခဲ့ရတဲ့အရာတွေရှိမယ်အယံဝမ်းနေခဲ့ရတဲ့အရာတွေရှိမယ်ဒါမှမဟုတ်လည်းဒါတွေကိုကိုကအကောင်းဆုံးကြော်လွှမ်းပြီးတော့ကိုဘယ်လိုမျိုးပြန်ပြီးတော့ react လုပ်ရင်အကောင်းဆုံးဖြစ်မလဲဆိုတော့စဉ်းစားနိုင်ခြင်းပြီးတော့စဉ်းစားနိုင်မယ်တွေးခေါ်နိုင်မယ်ပြီးတော့ရင်တော့တကယ်ကို right path ကိုရှောက်နိုင်မယ်ဆိုရင်တော့ပိုပြီးကောင်းတဲ့အရာတွေဖြစ်လာမယ်လို့ယူဆရပေါ့နော်ဒါကြောင့်မလို့အခုနားထောင်နေတဲ့သူတွေလည်းတကယ်ကိုပဲမှန်ကန်တဲ့ရွေးချယ်မှုတွေနဲ့မှန်ကန်တဲ့တုံ့ပြန်မှုတွေနဲ့တုံ့ပြန်နိုင်ကြပါစေလို့ဆုတောင်းလေးနဲ့နှုတ်ဆက်လိုက်ပါတယ်ကျေးဇူးတင်ပါတယ်